ကဲအားလုံးပဲမင်္ဂလာပါ Football Day ရဲ့ channel ကနေပြီးတော့ညီကတို့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်တပွဲကောင်းလေးမောင်းတွဲလေးလည်းတင်ဆက်ပေးတော့မှာမလို့ကျွန်တော်ရဲ့ Telegram channel လေးကိုလည်း join ထားပေးကြပါအောင်ဗျမနေ့ကကျွန်တော်ရဲ့ video ကိုကြည့်လိုက်ရတဲ့ brother တွေကျွန်တော်ရဲ့ Telegram channel မှာရှိနေတဲ့ညီကိုတွေအားလုံးပဲရလိုက်မယ်လို့ကျွန်တော်ကထင်တယ်ဒါကြောင့်မို့လို့ဒီနေ့မှာလည်း Italy ဖလားရှုံးတဲ့ပွဲစဉ်အပါအဝင် Premier League လာလီဂါပွဲစဉ်တွေကိုကျွန်တော်ရဲ့ရွှေညီကိုတို့အတွက်ကျွန်တော်ကနေပြီးတော့ရွေးချက်3သက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ပထမဆုံးပြောချင်တဲ့ပွဲလေးကတော့ Arsenal နဲ့ Brentford ပေါက်ချေကတော့ Arsenal တို့အိမ်ကွင်းမှာတစ်လုံးကို60ရှုံးချေးပေးထားတာကိုကျွန်တော်တွေ့ရတယ်ဂိုးပေါင်းကတော့3လုံးကို50နိုင်ပေးထားတာကိုကျွန်တော်တွေ့ရတယ်ဗျဟဲ့ရရ Arsenal က Brentford ကို9ပွဲနိုင်1ပွဲရှုံး2ပွဲသေးရလက်ထွက်ထားတယ် Arsenal တို့ကနောက်ဆုံး9ပွဲမှာလုံးဝရှုံးပွဲမရှိထားသေးဘူး Champions League မှာ Bayern Munich ကိုနိုင်ထားပြီးတော့ London Derby တွေဖြစ်ကြတယ် Chelsea နဲ့ Spurs ကိုတည်ရင်နဲ့အနိုင်ရလက်ထွက်အောင်ကစားထားတာကိုကျွန်တော်တွေ့ရတယ်ဗျ Brentford တို့ကနောက်ဆုံး9ပွဲမှာ3ပွဲနိုင်2ပွဲရှုံးရလက်ထွက်ထားတာကိုလည်းကျွန်တော်တွေ့ရတယ်ဒီဟာဒီမှာ Arsenal တို့အနေနဲ့ Premier League ဇယားမှာထပ်ပြီးတော့ဥဆောင်သွားဖို့အတွက်ဒီပွဲကိုလည်းအနိုင်ခံသွားဖို့ရှိနေတယ် Arsenal body ရွေးပေးခြင်းနဲ့ဂိုးပေါင်းလေးအနေနဲ့ကတော့ဒီဇင်ဘာပွဲချက်ကာလဖြစ်နေတာကြောင့်ပဲကျွန်တော်က Arsenal ကိုဂိုးအောက်လေးပဲရွေးချက်ပေးခြင်းပါတယ်ဗျဟုတ်ကဲ့ဒုတိယပွဲလေးအနေနဲ့ကတော့ Napoli နဲ့ Cagliari ပေါက်ချေကတော့ Napoli တို့ကတစ်လုံးကို30ရှုံးပေးထားတာကိုတွေ့ရတယ်ဂိုးပေါင်းလေးအနေနဲ့ကတော့နှလုံးကို60ရှုံးပေးထားတာကိုတွေ့ရတယ်ဗျဟဲ့တို့ဟာမှာ Napoli တို့က Cagliari ကိုပွဲ20နိုင်တပွဲရှုံး6ပွဲသေးရလက်ထွက်ထားတယ် Napoli ကနောက်ဆုံး9ပွဲမှာ Roma ကိုအနိုင်ကစားထားပြီးတော့3ပွဲဆက်အနိုင်ပွဲရရှိထားတယ်ဗျ Cagliari တို့ကတော့နောက်ဆုံး9ပွဲမှာ3ပွဲရှုံး2ပွဲသေးရလက်ထွက်ထားတာကိုကျွန်တော်တို့တွေ့ရတယ်ဒီပွဲကတော့ Coppa Italy ဖလားရှုံးထွက်ပွဲစဉ်ဖြစ်တာကြောင့်မို့လို့ကျွန်တော်ကတော့ Napoli တို့အိမ်ကွင်းမှာအနိုင်ကစားသွားလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ဒါကြောင့်မို့လို့ Napoli body ကြိုက်တယ်ဂိုးပေါင်းလေးဆိုရင်တော့ခြေရဂိုးပေါက်ကိုခေါ်ထားတယ်လို့ကျွန်တော်မြင်တဲ့အတွက်ကြောင့်မို့လို့ဂိုးပေါက်လေးရွေးချက်ပေးခြင်းပါတယ်ဗျနောက်ဆုံးပွဲစဉ်လေးကတော့ Bilbao နဲ့ Real Madrid ပွဲစဉ်လေးပဲဖြစ်ပါတယ်ပေါက်ချေကတော့ Real ကနေပြီးတော့တစ်လုံးကို80နိုင်ပေးထားတာကိုတွေ့ရတယ်ဂိုးပေါင်းလေးအနေနဲ့ကတော့3လုံးကို60နိုင်ချေးပေးထားတယ်ဗျဟက်တူဟက်မှာ Real တို့က Bilbao ကို23ချိန်နိုင်6ပွဲသေးနဲ့4ပွဲရှုံးထားတာကိုတွေ့ရတယ် Bilbao အသင်းနေနဲ့နောက်ဆုံး9ပွဲမှာ2ပွဲနိုင်1ပွဲသေးနဲ့2ပွဲရှုံးရလက်နဲ့ပုံမှန်တိုင်းလေးပဲရှိတယ် Real ကတော့နောက်ဆုံး9ပွဲမှာအဝေးကွင်းသေးရလက်ထွက်ထားတဲ့ပွဲ3ပွဲတောင်ရှိနေတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဗျဒီဟာဒီမှာ Real Madrid အနေနဲ့နီးပြဇာဘီအလွန်ဆိုလက်အောက်မှာရုံးကန်နေရတာကိုလည်းကျွန်တော်တို့မြင်နေရတယ်လာလီဂါဇယားထိပ်ကဘာစီလိုနာနဲ့၄မှတ်အကွာရှိနေပြီးတော့ဒီပွဲကို Real နီးပြအနေနဲ့မဖြစ်မနေအနိုင်ရလက်ထွက်အောင်လုပ်ပြရမယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ဒါကြောင့်မို့လို့ Real body ကိုပို့ကြိုက်တယ်ဂိုးပေါင်းလေးဆိုရင်တော့ Bilbao နဲ့ Real ကနောက်ပိုင်းနှစ်တွေမှာဂိုးအောက်တက်တာကြောင့်ကျွန်တော်ကဂိုးအောက်လေးပဲရွေးချက်ပေးခြင်းပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောင့်ကြည့်သွားပေးတဲ့ညီကိုတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဘွဲကောင်းလေးမောင်းတက်လေးလည်းတင်ဆက်ပေးသွားမှာမလို့ကျွန်တော်ရဲ့ Telegram channel လေးကိုလည်းလာ join ပေးကြပါအောင်ဗျ